Hello မင်္ဂလာပါတငယ်ချင်းတို့အခုကျွန်တော် YouTube မှာ live stream နေတဲ့ပုံစံလေးကျွန်တော်ပြမယ်နော်ဖုန်းကနေပြီးတော့ application နဲ့ live stream တဲ့ပုံစံလေးပေါ့နော်ဒီလိုပုံစံလေးပေါ့နော်ကျွန်တော်အခုဖုန်းနဲ့ stream နေတဲ့ပုံစံလေးပေါ့ဒီလိုမျိုးအဲဒီဆိုကျွန်တော်တို့ live stream လုပ်မဲ့ application တွေကို download ဆွဲမယ်နော်EPRISM live ဆိုတဲ့ application ပေါ့နော်အဲ့ဒါလေးကို download ဆွဲလိုက်ပါနော်ဒီဟာလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ YouTube နဲ့ချိန်ရတဲ့ Google account အထဲကိုဝင်လိုက်ပါနော်ဒီဟာလေးဝင်လိုက်ပါနော်ပြီးလို့ရှိရင်ဒီ ready ဆိုတာလေးကိုနှိပ်ပြလိုက်ပါနော် ready ဆိုတာလေးနှိပ်လိုက်ဒီဟာလေးနှိပ်လိုက်နော်ပြီးရင်ကျွန်တော်ဒီပေါ်နာ YouTube ဆိုတာလေးကိုနှိပ်လိုက်နော်ဒီဟာလေးကိုနှိပ်လိုက်နော်ပြီးဒီမှာconnect YouTube ဆိုတာလေးကိုနှိပ်လိုက်နော်ပြီးရင်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးဒီပေါ်လေးတစ်ချက်နှိပ်လိုက်နော်ဒီပေါ်လေးတစ်ချက်နှိပ်လိုက်နော်ဒီမှာကိုထည့်ခြင်းနဲ့ကိုပြောခြင်းနဲ့ကိုရေးခြင်းနဲ့စာလေးရိုက်ထည့်ပါနော်ပြီးရင်ဒီမှာဒီနေရာလေးမှာမြင်ရတာဒီနေရာလေးမှာကိုတင်မဲ့ကိုရဲ့ဗီဒီယိုရဲ့အမျိုးအစားကိုရိုက်ထည့်ပါနော်ဒီမှာကိုတင်မဲ့ကိုရဲ့ကို live stream လုပ်မဲ့ဗီဒီယိုမျိုးစားကိုရိုက်ထည့်ပါနော်ဒါကိုက gate ဆော့တယ် PUBG ဆော့တယ်ဆိုရင် PUBG လေးရိုက်ထည့်ပါနော်ဒီဟာကကျွန်တော်တို့ YouTube ကိုတင်မဲ့ကို live stream လုပ်မဲ့ဗီဒီယိုအမျိုးအစားကိုတင်ပြတာပါနော်ဒီမှာဒီနေရာလေးကိုပတ်ပြီးယူပြီနော်ပြီးလို့ရှိရင်ဒီအောင်နာလေးမှာဒီမှာ not for kids ဆိုတာလေးနေပြီနော်not for kids ဆိုတာလေးနေပြီနော်ပြီးရင်ဒီမှာစစ်ဆိုတာလေးနေတယ်နော်ဒါဆိုရင်တော့ကို search string လို့ရပြီပေါ့နော်ဒီကို
ကို light ဆိုတာလေးကိုနှိပ်လိုက်နော်ဒီမှာ start broker ဆိုတာလေးနေနော်ဟိုကအတန်နဲ့ string ချင်းနဲ့ဆိုရင်တော့ဒီက micro folio ကိုဖွင့်လိုက်နော် online ပါနော်ဒီကလေး online ပါနော်ဒီကို start broker တွေကိုနေလိုက်ပါနော်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ဒီလိုထွက်လိုက်ပါနော်ထွက်ပြီးလို့ရှိရင်ကို string နဲ့ဟာလေးကိုဝင်လို့ရပါနော်ကိုက PUBG string ချင်းနဲ့ဆိုရင်တော့ K လေးဝင်လိုက်ပါနော်ဒါဆိုရင်တော့ကို substring လို့ရပြီပေါ့နော်ကို string လို့ပြီးကို string ပြီးလို့ရှိရင်ကို string ပြီးလို့ပြန်ပိတ်မယ်ဆိုလို့ရှိရင်ဆိုတော့ application ကိုပြန်ဝင်လိုက်ပါနော်ပြန်ဝင်ပြီးတော့ကိုက string ရတော့မှဆိုရင်ဒီအပေါ်နားလေးအပေါ်ညာဘက်တော့နားလေးက in ဆိုတော့လေးကိုနှိပ်ပြလိုက်ပါနော်ပြီးရင်ဒီလိုလေးပို့လာပြီဆိုလို့ရှိရင် okay လေးနှိပ်ပြလိုက်နော်ဒါဆိုတော့ကို string လေးပြီးသွားပြီပေါ့နော်ဆိုတော့ကို string ရတာလေးပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒီလည်းပြန်ဝင်ကြည့်ပါနော် web channel လည်းပြန်ဝင်ကြည့်ပါဒါဆိုတော့ကို string ခဲ့တာပြီးပြီပေါ့နော်ကျေးဇူးတင်ပါတယ်ငယ်ချင်းတို့ဒါဆိုတော့ဒီလောက်ပဲပေါ့နော်